ပြေးလုံးမအောင်ရမှာဗျာနော် Addition တွေ determination တွေအတိအကျပြသနေမှာတော့ရမယ်ခိုင်စီတို့ဒီအချိန်မှာ blue buff hand ပြီးတော့ပေးလိုက်ခဲ့ပြီ injection project တိုင်းတော့ master cash လေးတွေဟာ cooldown reduction လေးနေပါဆိုရင်တော့တော်တော်လေးတော့ပေါ့ပါလေးတော့ဖြစ်သွားမှာလော blink ခွိုင်လေးတော့တွေ့သွားပြီ Sam G ကခွိုင်လေးကိုရင်ဆုံးသွားပြီးတော့ share မှာ logistic ကိုစံစပြီးတော့နှဲထားနေတူပဲ hand နေနဲ့ကတော့ timing ကောင်းလေးတစ်ခုတော့ပြန်ပြီးတော့စောင်းနေတယ်ဖြည်းပြန်ပြီး fall back စီက spare တော့မရှိတော့စပအောက်မှာလေခွိုင်လေး can you do that again တော်တော်တက်နေတာအဲ့လိုမျိုးနေရကပ်ပြီးတော့ပြပေးလိုက်စမ်းပါเนาะကျွန်တော်ဒီချိန်မှာတော့ 4v5 saturation ပြန်ပြီးတော့ဖြစ်သွားပြီဂျန်ငယ်မရှိဘူးဗျ no redistribution ထပ်ယူပြစမ်းပါဒီလောက်မင်းတို့တွေအဲ့တော့ဒီဘက်မှာဟန်တောက်လျှောက် energy ration ပြန်သုံးပြီးတော့ပဲခိုင်ဆဲကလည်းတောက်လျှောက်ပုတ် damage တွေတောက်လျှောက်ပေးအောင်ပဲဗျအနောက်ကနေပြီးတော့ vision ရပြန်ဖော်ဖို့တော့လိုတယ်ခုံးစမ်းစီကိုဝင်လာမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ပို့ပြီးတော့ကောင်းတဲ့ create တစ်ခုတော့ဖြစ်နာနိုင်တယ် energy ration uprising war နောက်မှာ immortality down ရပြပြန်ထတယ် iPad တွေကိုចောင်းစမ်းပါ Galen speed ဒီမှာစမ်းကြည့်ပိုင်ဆိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်ခုစံပြန်ပြီးတော့ blessing ကျူးပေးလိုက်လေဝင်းတော့နေချာလေးပါထပ်ပြီးတော့အပါလေးပါသေးတယ်ဗျာ sorry I'm fearless forward ဖို့တဲ့လမ်းစားတွေရှာနေဆိုရင်ဓမ္မနဲ့ play အဲ့ကောင်ဝတ်တက်ခုစံ ထပ်ပြီးတော့ကိုစံကိုရှာဖွေတွေ့ရှိလိုက်ကြမှာ no more immortality no more survive this is a chanceစัจจีကောင်လုံးရိုက်ခွဲတဲ့လို message ကရေခဲကြောင်စားတဲ့အဲ့မှာမြန်မာရေခဲကြောင်မြည်ပလင်းနေတဲ့နောက်မှာတက်ပြီးတော့ကြည်ပေးထားတဲ့ခိုင်တာတစ်ခုမှာတော့အော်ထင်းဝိုင်အောင်တဲ့သူခိုင်စဲအကောင်လုံးလောက်ပြနေနေပဲ Best of the Serial Game number 1ကိုဝါကြီးနိုင်ရရှိလို့သွားခဲ့ပြီဖြစ်ပါတယ်အပြင်းနိုင်ဝင်ဆိုတဲ့အရာတွေအားလုံးနောက်မှခြံထားခဲ့မယ်ကျွန်တော်